N2 စာမေးပွဲနားနေပြီဘာတွေကြက်ရမှန်းမသိဖြစ်နေပြီလားစိတ်မပူနဲ့နော်ဒီနေ့ N2 မှာခဏခဏပါတတ်တဲ့အို့တော်ဝါစုဆိုတဲ့ grammar ကိုမျက်စိမိတ်ထားတော့ရသွားအောင်လေ့လာကြမယ်ကဲအို့တော်ဝါစုဆိုတာမြန်မာလိုဆိုရင်ဘသူမဆိုဘယ်နေရာမဆိုဘယ်အချိန်မဆိုလို့အဓိပ္ပာယ်ရတယ်ဥပမာကြားမမရွေးအသက်အရွယ်မရွေးဆိုတာမျိုးပေါ့တခုခုကိုကန့်သက်မထားပဲအကုန်လုံးလို့ပြောချင်သုံးတာပါ grammar pattern ကတော့နောင်အပေါင်းအို့တိုးဝါစုလေးပါစာမေးခွဲမှာစက္ကန့်ပိုင်းအတွင်းဖြေနိုင်မဲ့ secret trick လေးပြောပြမယ်နော်ဒီ grammar ရဲ့ရှေ့မှာအမြဲတမ်းစန့်ကျင်ဘက်နဲ့နှစ်ခုတွဲပါတတ်တယ်ဒါတွေကိုတွဲမဲ့ကြည့်ရအောင်နော်ပထမတစ်ခုကချူရနေ့ရောညပါဒုတိယကဒန်းကျော်ကြားမတတိယတစ်ခုကနိုင်ကိုင်ပြည်တွင်းပြည်ပလေးခုမြောက်ကဥမူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဲ့ဒါတွေ့ရင်အို့တိုးဝါစုကိုသုံးရမယ်လို့သာမှတ်လိုက်တော့ပထမဆုံးဥပမာကအလုတ်ခေါ်စားတယ်မှာခဏခဏတွေ့ရမယ်ဟာလေးဒီအလုတ်ကအတွေ့အကြုံရှိမရှိဘာမဆိုလက်ခံတယ်လို့ပြောချင်ရင်ခေကန်တော့ဥမူအိုတိုးဝါစုယာရုခီနော်အရုရှာအင်ကိုပိုရှုရှိမတ်အတွေ့အကြုံရှိမရှိမရွေးစိတ်အားထက်သန်တဲ့ဝန်ထမ်းတွေကိုခေါ်ယူနေပါတယ်ဒီမှာဥမူဆိုတဲ့ရှိခြင်းမရှိခြင်းစန့်ကျင်ဘက်မခုတွေ့တယ်မလားအဲ့ဒါဆိုရင်အို့တိုးဝါစုလီကိုသုံးပါတယ်ဒုတိယတစ်ခုက24နာရီဖွင့်တဲ့ဆိုင်တွေအကြောင်းဒီစူပါမားကက်ကနေ့ညမရွေးဖွင့်တာမို့လို့ညဘက်အလုပ်လုပ်တဲ့လူတွေအတွက်အဆင်ပြေတယ်このスーパーは昼夜を問わず営業しているので深夜も働く人にとってありがたいနေ့ညမရွေးဆိုတဲ့昼夜ဆိုတဲ့စကားလုံးလေးကိုလည်းအို့တိုးဝါစုနဲ့တွဲမှန်နော်ဒီဥပမာကတော့ N2 အတွက်အရန်အရေးကြီးတယ်စလုံးလေးကခက်ပေမဲ့မှတ်ထားနော်ငါနိုင်တာမှာတော့အဖိုးအဖွားတွေကအစခလီးတွေအစုံဘောလုံးပွဲကိုကြိုက်ကြတယ်ဝါတာရှိနောခုနီတဲ့ဝါလောညာခုနန်းကျော်ကိုတိုးဝါစုမီနာစက္ကာကစကီဒါလောညာခုနန်းကျော်ဆိုတာလူကြီးလူငယ်ကျောင်းမအားလုံးကိုပြောတာဒီစကလုံးပါလာရင်69ရာခိုင်နှုန်းကအို့တိုးဝါစုနဲ့လာတာပဲဒါဆိုရင်နိခခဝါရစုနဲ့ဘာကွာလဲလို့လာမမေးနဲ့အောင်နော်တကယ်တော့အဓိပ္ပာယ်ကအတူတူပါပဲဒါပေမဲ့အို့တိုးဝါစုကနည်းနည်းပိုပြီး official ဆန်တဲ့ကြီးညာချက်တွေအတိပေးချက်တွေမှာသုံးတာများလေလို့မှတ်ထားရင်ရပါပြီကဲဒီနေ့ grammar ကိုတကယ်နားလည်သွားပြီလားပြည်တွင်းပြည်ပမရွေးဆိုတဲ့ဒိုင်းခုခုနိုင်ကိုတိုးဝါစုဆိုတဲ့စကားလုံးလေးကိုသုံးပြီးဝါကြတဲ့ကြောင်း comment မှာရေးခဲ့ပေးပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့နဲ့အောင်နော်နောက်ထပ် N2 grammar တွေကိုလည်းတူတူလေးလာကြမှာမို့လို့စောင့်ကြည့်ပေးပါအောင်အားလုံးပဲဂမ်ဖတ်တယ်နဲ့